အားလုံးပဲမင်္ဂလာပါရှင် Drilling Home Decoration Beach ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဆိုင်လေးကတော့စမ်းချောင်းမြို့နယ်ကတ္တမလန်းကဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာဆိုလို့ရှိရင်ရှေ့အဝင်အေကန်နဲ့ဖျားကလေးမှာဆိုလို့ရှိရင်တော့မျက်နှာချက်စီမင်းဒီဇိုင်းလေးပြုလုပ်ပေးထားပါတယ်ဒါအပြင်တိုင်လုံးနေရနဲ့မျက်နှာချက်တို့ကိုအော်ရီယန်ရေးစင်းများတုပ်ပေးထားပါတယ်နောက်ပြီးတော့အုပ်ဖြင်းထမ်းပုံးကဖွဲ့ပေးထားပြီးအခန်းဘက်ကိုလည်းနေရန်စင်းများတုပ်ပေးထားပါသေးတယ်ချောင်းကလေးမှာဆိုလို့ရှိရင်လည်းမျက်နှာချက်စီမင်းဒီဇိုင်းလေးပြုလုပ်ပေးထားပါသေးတယ်စင်ငယ်ပရုံးဝန်းလေးနဲ့တူးလေးမှာဆိုလို့ရှိရင်လည်းစီမင်းဒီဇိုင်းကိုလုံးဝမတူပဲအလန်းစားပြင်ပေးထားပါတယ်။ဒါအပြင်ဝေါ်လန်လေးလည်းတက်ဆင်ပေးထားပါသေးတယ်။အခန်းသုံးလုံးကိုတော့တကားတကားအစ်များကိုပေါ်လစ်တင်ပြီးတော့တက်ပေးထားပါတယ်။ရှေ့အဝင်တကားမိဖို့ကအဝင်တကားပန်း WC တကားများနဲ့နောက်ဘေးတကားတို့ကတော့အဟောင်းကိုဆေးချွတ်စီစင်းများပြန်တုပ်ပေးထားပါတယ်။မတ်စတာမရုံးခန်းလေးမှာဆိုလို့ရှိရင်လည်းစီလင်ကိုဒီဇိုင်းဆိုင်ဆန်းလေးပြုလုပ်ပေးထားပါတယ်။ဒါ့အပြင်ဂရင်းခေါင်းကြီးမှာလည်းလန်ဒင်းပင်းလေးမြင်ရအောင်လို့ဘုံနဲ့ကပ်ပြီးတော့ဒီဇိုင်းလေးပြုလုပ်ပေးထားပါသေးတယ်။မတ်စတာမရုံးခန်းလေးပြုလုပ်ပေးရမို့လို့ဗန်WCခန်းလေးကိုမိဖို့ချောင်းဘက်ကအပေါက်ပိတ်ပြီးအခန်းတွင်းကနေအပေါက်ပြန်ဖွင့်ပေးထားပါတယ်။ဒါ့အပြင်နေရကျွေပြကျန်းကြီးကျွေပြများအသစ်ကပ်ပေးထားပြီးတော့ဘေးစင်လေးလည်းတက်ဆင်ပေးထားပါသေးတယ်။မိဖို့ခန်းလေးမှာဆိုလို့ရှိရင်တော့မိဖို့ကိုနှစ်ဘူးစီနဲ့တိုင်ပါများကိုကျွေပြအသစ်များကပ်ပေးထားပြီးတော့စစ်စစ်ကျွေပြများလည်းအသစ်ကပ်ပေးထားပါတယ်။ဒါအပြင်ပီယနိုဘေးစင်လေးလည်းတက်ဆင်ပေးထားပါသေးတယ်။ကွန်မွန်ဘန်လူစီလေးမှာလည်းနေရနဲ့ချမ်းင်းတို့ကိုကျွေပြအသစ်များကပ်ပေးထားပါတယ်။ဒီဆိုင်လေးနဲ့ပတ်သက်ပြီးကိုကြားစိတ်ဖြစ်ချင်မှာက300 95338ဒီတစ်လေးကိုဆက်သွယ်မြင်လို့ရပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်။တားတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေလို့ကြွေးလိုက်မှာဆုမွန်တောင်းပေးလိုက်ပါရှင်။